ဒီလိုထိရှုပင်ရင်နောက်ခံတဲ့အရန်လာတဲ့ coffee ဆိုင်လေးကကလောမျိုးပါအားလုံးပဲမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဂုံအခုရောက်နေတဲ့နေရာကကလောမျိုးကတောင်ကုန်းလေးပေါ်မှာရှိရဲ့ Cafe Dream ဆိုတဲ့အရန်လာတဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်သူ့ရဲ့တကားပေါက်ကနေစဝင်လိုက်ကြတဲ့ဟိုကအလေးကားလေးကနေပြီးတော့မှအပေါ်တက်သွားရတာပေါ့နော်ပြီးရင်ဒီလိုနေရာလေးကိုအရင်မြင်ရမှာပါဒီနေရာလေးကတော့ဒီထိရှုပင်တွေတောင်ကုန်းနေဘက်ကိုမျက်နှာမူလာတဲ့ဘက်ပါအပေါ်နောက်ထပ်တစ်ထပ်ကိုထပ်တက်မှာပဲ coffee မှာလို့ရတယ်ကောင်တာရှိရဲ့စီကိုရောက်တာပါဒါလေးတွေကဒီ coffee bar အထဲမှာအလှဆန်ထားတဲ့ decoration လေးတွေပဲဖြစ်ပါတယ်အရန်လာအသေးစိတ်ကလေးကအစားတေချာလေး decorate လုပ်ထားတာတွေ့ရတယ်အဲ့ coffee bar ရဲ့အသွေးဘက်မှာဒီလိုမျိုးစာအုပ်စင်နဲ့ piano စင်လေးတွေတည်တတ်ရှိသေးတယ်ပြီးတော့အဲ့ဒီအပေါ်ထက်ရဲ့အပြင်ဘက်ခြမ်းမှာကိုလည်းအပန်းလေးတွေနဲ့ကြပြာလေးတွေနဲ့အပင်သေးလေးတွေ indoor plant တွေရောတခြားအပြင်အပင်တွေရောအသေးစိတ်กว่าဒီသေးအလှဆန်ထားတာတွေ့ရတယ်ကိုကအပင်အရန်ကြိုက်တဲ့လူဆိုတော့လေဒီနေရာကိုရောက်သွားတာတကယ်အရန်ကို relax ဖြစ်ပြီးတော့အရန်ပျော်ရတာကွာဒီလားတော်တော်လေးကိုမိုက်တယ်ပြီးတော့ရှမ်းပြည်မှာလေ circular ပင်လေးတွေအရန်ဖြစ်ထွန်းတာဒီ circular ပင်လေးတွေဆိုရင်ကိုကအရန်ကြိုက်တာကွာဒါပေမဲ့မန်လေးမှာသူကစိုက်လို့တိတ်မဖြစ်ဘူးပေါ့နော်စိုက်တိုင်းတည်ရဲ့ကိုရဲ့စိုက်တိုင်းတည်ရဲ့အပင်တွေလည်းဒီမှာအများကြီးမြင်ရတယ်ဒါကတော့အပင်ချစ်သူတိုင်းနားလည်နိုင်မယ်လို့ထင်ပါတယ်ပြီးတော့ဒီဘက်ခြမ်းကကျတော့အပြင်ဘက်ကိုမြင်ရတဲ့ view ပေါ့နော်အပေါ်ဓာတ်ကိုမှအပြင်ဘက်ကိုမြင်ရတာ view ကတော့ထင်းရှူးပင်ကြီးတွေနဲ့ပေါ့နော်ကောင်းတာတကူပါလေထင်းရှူးပင်တွေပေါ်တော့ထင်းရှူးအနံ့တင်းတင်းလေးရတယ်ပြီးတော့လေကောင်းလေတန်ရတယ်လေကတော်တော်လေးကိုလက်ဆက်တယ်ဒီမျိုးပြားတွေမှာနဲ့ရှူရတဲ့လေရမတူ coffee ဆိုင်ထိုင်တာချင်းအတူတူကိုမှကလောမှာ coffee ဆိုင်ထိုင်ရတဲ့ feeling ကကျတော့ဘာနဲ့မှမတူကလောမျိုးရောက်ရင် Cafe Dream Coffee ဆိုင်လေးကိုလည်းဝင်ခဲ့ကြည့်ဖို့ကအကြံပေးစင်ပါတယ်ခွင့်ရ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye